အားလုံးပဲမင်္ဂလာပါ KN Football Tips ကကြိုဆိုပါတယ်ဒီနေ့ည Spain La Liga ရဲ့အရေးကြီးဆုံးပွဲစဉ်ဖြစ်တဲ့ Mallorca နဲ့ Real Madrid တို့ရဲ့ပွဲကိုအမြဲဆုံးသုံးသပ်ပေးတော့ပါမယ် Real ဟာဇယားထိပ်ကဘာစီလိုနာကိုဖိအားပေးဖို့ဒီည3မှတ်မဖြစ်မနေလိုအပ်နေပါတယ် Mbappe ပြန်ပါလာတာက Real တိုက်စစ်တဲ့ထွက်အားစေးဖြစ်တယ်လို့နောက်ဆုံး3ပွဲဆက်နိုင်ထားတဲ့ form လည်းအကောင်းဆုံးပါတစ်ဖက်က Mallorca ကတော့တန်းစင်းစုံနဲ့ရောင်းနေလို့အိမ်ကွင်းမှာအမှတ်ရဖို့အသေးလဲပိတ်ကစားလာမှာပါဒါပေမဲ့သူတို့ဟာဒီနေ့အတွင်းအိမ်ကွင်းမှာပေးကိုမရှိပွဲတပွဲမှမရသေးတဲ့အားနည်းချက်ရှိနေပါတယ် data တွေအရတကိုးပေါက်မှာ Real နိုင်ဖို့ခက်ခဲနိုင်တယ်လို့ပြနေပေမဲ့ Mbappe တို့ရဲ့တိုက်စစ်ကဂိုးရအောင်သွင်းယူသွားပါလိမ့်မယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့တနစ်နဲ့ Real တို့အဝေးကွင်းမှာအနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ရှင်သူတွေအတွက် Real Madrid win နဲ့ both teams to score yes ကအသေးချဆုံးပါပဲ Real တို့ Barcelona ကိုအမိလိုက်နိုင်ဦးမလားတင်းအမင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KN Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ